ကျွန်တော်လက်စစ်မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့လက်စစ်ကျောင်းသား page ကိုစတင်ထူထောင်ခဲ့တယ်ဆရာရဲ့လက်စစ်ကျောင်းသားဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအခုဗာများဆွေးနွေးရှင်းပြလို့လဲဆိုတော့ lithium battery တွေမှာအသုံးပြုနေတဲ့ battery တွေမှာအသုံးပြုနေတဲ့ C rating အကြောင်းဖြစ်ပါတယ် C rating ဆိုတာဘာကိုပြောတာလဲဆိုရင်ဒီ battery တွေကနေပြီးတော့တနာရီတွင်ထုတ်ပေးနိုင်တဲ့ ampere ကိုပြောတာပါသူ့မှာတတ်မှတ်ထားတဲ့နှစ်နည်းရှိပါတယ် 1C လို့ရေးတယ်ရှိတယ် C1 လို့ရေးတာရှိတယ်အဲ့တော့ကျွန်တော် battery တစ်လုံးကိုမှကြည့်လိုက်မယ်နော်ဒီ battery လေးဆိုလို့ရှိရင်ကျွန်တော်တို့ 50Ah ပေါ့ 50Ah battery O လေး 50Ah battery O ကို 1C ဆိုလို့ရှိရင်သူကတစ်ပြိုင်နက်တည်း50 ampere ထုတ်ပေးနိုင်တယ်လို့ပြောတာနော်ဒီကရေးထားတဲ့50 ampere နဲ့ 1C နဲ့မြှောက်လိုက်လို့ရှိရင်50 ampere တကယ်လို့ C1 ဆိုရင်သူကစားပေးရတာစားပေးရတဲ့ခါကျတော့ဒီကောင်ကိုပြန်ပြီးတော့စားလိုက်တဲ့ခါ50တဝက် 0.50 တဝက် 25A ပဲထုတ်နိုင်တယ်လို့ပြောတာပေါ့နော်ဒီကောင်ကြီးကား SO ရဲ့ C rating ကတော်တော်မြင့်မားတဲ့အထဲမှာပါပါတယ်ဘာလို့ကြောင့်လဲဆိုလို့ရှိရင်ကား SO ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကလစ်သီယမ်နဲ့မတူဘူးကား SO မှာဘယ်လိုဖွဲ့စည်းတည်ဆောက်ထားလဲဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ခဲပြားလေးတွေပါပါလေးဆောက်ထားတယ်ပါပါလေးစက္ကူတာပါပါလေးတွေအဲ့ဒီပါပါလေးဖြစ်တဲ့အတွက်ကြောင့်မို့ကား engine set နှိုးမယ်ဆိုပြီး starter motor ကိုဆွဲလိုက်တာ ਨੇ ampere အများကြီးထုတ်ပြီးနိုင်တယ်ဘယ်လောက်ထုတ်ပြီးနိုင်လဲ30 40လောက်ထိထုတ်ပြီးနိုင်တယ်လိုရင်လိုထုတ်ပြီးနိုင်တဲ့အတွက် engine နှိုးတယ်တကယ်လို့ကျွန်တော်မိတ်ဆွေတွေကလာမေးတယ်ဒီ SO ကားမှာ SO စာ lithium battery ထည့်သုံးလို့မရဘူးလားမရပါဘူးအဖြေကမရပါဘူးဘာကြောင့်လဲဆိုတော့ lithium ဒီကောင်လေး C rating နဲတယ် C rating နဲတဲ့အတွက်ကား engine ကို starter လှည့်လိုက်တာ ਨੇ lipo 4 battery ဒါသုံးထားခဲ့မယ်ဆိုရင် engine ကဟီးနဲ့လဲနေပြီးတော့ no မှမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်သူတို့နှစ်ခုရဲ့ထုတ်ပေးနိုင်တဲ့ C rating မတူလို့ပါဒီကောင် C rating မြင့်သွားပြီးတော့သူကကြောင့် C rating တတ်မှတ်ချက်ရှိပါတယ်သူ့ကိုလည်းကျွန်တော် C rating မြင့်အောင်လုပ်လို့ရပါတယ်ဒါပေမဲ့ကုန်ကြောက်ငွေရရန်ကိုများသွားပါလိမ့်မယ်ဥပမာဆိုပါစို့ကျွန်တော်ဒီမှာ circuit ကလေးတစ်ခုကင်ထားတယ်ဒီမှာ lithium battery ကျွန်တော်တို့ဘယ်နှလုံးရှိလဲဆိုရင်10လုံးရှိတယ်ဒီကောင်ရဲ့ C rating ကမြင့်5ရှိပါတယ်ဘာလို့5ရှိလဲဆိုကျွန်တော်ဒီရှေ့မှာကျွန်တော်ဂန်းတက်လက်ချလာတယ်ဒါကျွန်တော်တို့လုပ်ငန်းတွေမှာသုံးတဲ့အုပ်ဖောက်ခန်းဒီအုပ်ဖောက်ခန်းကိုကျွန်တော်တို့သုံးတဲ့ခါကျရင်မှာဖောက်တာတွေပါတယ်အုပ်ခန်းတွေဖောက်တယ်မြေကြီးတွေဖောက်တယ်ကျွန်တော်တို့နောက်ထပ်တန်တွေကိုထိုးဖောက်တဲ့ခါဒီခန်းကိုသုံးတယ်အဲ့တော့သူ့မှာတတ်ထားတဲ့ battery ကိုကျွန်တော်တို့ကဖြုတ်လိုက်တယ်ပေါ့သူ့မှာတတ်ထားတဲ့ battery ကိုကျွန်တော်ဒီကောင်လေးကိုဖြုတ်လိုက်ဒီ battery လေးကဖွင့်လိုက်ဒီတိုင်းထွက်လာအဲ့တော့သူ့ရဲ့ C rating က5ရှိတယ် C rating 5ဆိုတဲ့အတွက်ကြောင့်မလို့သူ့မှာငါကိုရေးထားတဲ့ ampere ကိုဖတ်ကြည့်လိုက်တဲ့အခါမှာ4 ampere ကိုကျွန်တော်တို့9နဲ့မြှောက်လိုက်ရင်တပြိုင်နက်တည်း ampere 20ထုတ်ပေးနိုင်တဲ့စွမ်းရည်ရှိတယ်အဲ့တော့ C rating အနည်းများပေါ်မူတည်ပြီးတော့ battery တွေကလည်းတန်ဖိုးတွေကွာတယ်ဥပမာကျွန်တော်တို့ကျွန်တော်မိတ်ဆွေတွေမှာကြားဘူးပါလိမ့်မယ် high voltage battery လို့ low voltage battery လို့ဆိုတာ ampere ထုတ်ပေးနိုင်တဲ့စွမ်းရည်အနိမ့်မြင့်ကျွန်တော်ဆုပ်လို့လာပါအဲ့တော့ဒီကား SO တွေရဲ့ ampere ထုတ်ပေးနိုင်တဲ့စွမ်းရည်ကလည်းမြင့်မားတဲ့ဆင်းထဲမှာပါပါတယ်အဲ့တော့ဒီကောင်ကကြတော့သူကငွေကြေးတန်ဖိုးကိုလိုက်တာပေါ့ဒီမှာဒီလို12ဖို့ 50 အိုးလေးကိုတော့ C rating အမြင့်ကြီးစောက်ဖို့အဆင်မပြေပါဘူး C rating အမြင့်ကြီးစောက်မယ်ဆိုရင် budget တိုင်းအနေနဲ့ကျွန်တော်တို့ user တွေအနေနဲ့ဝယ်ဖို့ဈေးအားကွာသွားပါလိမ့်မယ်เนาะအဲ့တော့ဒီမှာဆိုဒီလိုမျိုး C rating 5ရှိတယ်ဈေးလဲကွာတယ်ဒီထဲမှာဟိုပဲ C rating 1နဲ့ battery လေးတွေ C rating 0.5နဲ့ battery လေးလည်းရှိပါသေးတယ်ကျွန်တော်မိတ်ဆွေတယောက်ကမေးဘူးတယ်အင်္ဂလိပ်စာမိတ်ဆွေတယောက်ကဘာမေးလဲဆိုရှင်သူ့ရဲ့ cycle မှာ e-bike cycle မှာဒီလို lipo battery ကိုတက်ပြီးသုံးခြင်းကျွန်တော်အဖြေတစ်ခုပေးလိုက်ပါတယ်မရပါဘူးဆရာ e-bike ဆိုတာရုံးတယ်အယုံဆွဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီလို C rating နဲတဲ့ battery သွားသုံးလို့မရဘူးเนาะ C rating မြင့်တယ်ဒီလို battery တွေသုံးရမယ်အဲ့တော့သူ့ရဲ့ငွေကုန်ကြေးကြလည်းများတယ်ဥပမာကားတွေမှာသုံးထားတဲ့ဟာမျိုးအခုဆိုရင်ကျွန်တော်တို့နောက်နီးပညာတရုတ်ကနေပြီးတော့เนาะ15မိနစ်နဲ့ကားတစ်စီးစာလုံးအားပြည့်အောင်တွင်းနိုင်နီးပညာ C rating အရန်မြင့်တယ် battery တွေကိုသုံးလာလို့ပါ C rating အရန်မြင့်လေငွေကုန်ကြေးကြများလေအားသွင်းအားထုတ်လေအရန်မြန်တာပေါ့เนาะဒါမျိုးကိုကျွန်တော်တို့ဆိုလိုတာပါကျွန်တော်မိတ်ဆွေများဆက်ပြီးတည်ကျင်တဲ့မိကွန်းတွေများရှင်လဲကျွန်တော်တို့ comment အောက်မှာလာပြီးဆွေးနွေးပေးလို့ရလို့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုလည်း Viber ကိုလည်းလှမ်းပြီးတော့မေးလို့ရပါတယ်လက်စမိတ်ဆွေများအားလုံးကျမ်းမာကြပါစေခင်ဗျာ